ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုအရင်ဆုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ live show ကိုအမြဲတမ်းကြည့်ရှုအားပေးနေကြတဲ့အကိုအမများမောင်လေးညီမလေးများတယောက်ချင်းစီကိုအရင်ဆုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ကတော့တီတာမြန်တို့ YouTube channel ကပဲဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ channel လေးကိုငါတီတာဆိုတော့ကျွန်တော်ရဲ့ channel အသက်ကလေးကိုတွေ့တယ်ဆိုရင်လည်းကျွန်တော်ရဲ့အကူအမတွေမောင်လေးညီမလေးတွေက subscribe လုပ်ခဲ့ဖို့ကိုမမေ့ကြပါနဲ့လို့အရင်ဆုံးပြောချင်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေတနင်္လာနေ့မှာ9ပတ်တီနဲ့96အင်္ဂါနေ့မှာကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေ6ပတ်တီနဲ့65ကနန်းမြန်เนาะအင်္ဂါနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေเนาะဒါဆိုလို့ရှိရင်ငါတနင်္လာနေ့မှာက96ကိုအောင်းတယ်အင်္ဂါနေ့မှာက6ပတ်တီးကိုတစ်ခါအောင်နေเนาะဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတွေမနေ့ကကြာတာပဲဗုဒ္ဓဖူးနေ့မှာကျွန်တော်တို့ခွန်တစ်ဆိုတဲ့ခဏန်းကိုအောင်မြင်တယ်ဒါဆိုကျွန်တော်တို့ဒီနေ့ကြာတာပရိနေ့မှာလည်းဆက်လက်အောင်မြင်မယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တင်ပြခြင်းတဲ့ခဏန်းလေးကတော့အဖိုးမတွေအားလုံးမောင်လေးညီမလေးအားလုံး3ည9ဝမ်းချိန်မှာခင်ဗျာ3ညပတ်တီး9ပတ်တီးပါကျွန်တော်ရဲ့မိတ်ဆွေတွေเนาะကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော် channel လေးကိုတွေ့တယ်ဆိုရင် subscribe ဆိုတဲ့ခေါင်းလုံးလေးကိုနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့အဲ့တော့အချက်ဆုံးလို့ကျွန်တော်ပြောချင်တာကကြာတာပရင်းနေမနေ့ညမှာ3ညပိုင်း9ပိုင်းနဲ့3ညပတ်တီ9ပတ်တီတဲ့ခင်ဗျာအဲ့ဒါကိုကြိုက်နဲ့တက်တဲ့အကိုမတွေလိုက်ဆော်မယ်မကြိုက်မနဲ့တက်တဲ့အကိုမတွေကြော်သွားမယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကိုကြာတာပရင်းနေမနေ့ညမှာ3ညပတ်တီနဲ့ပတ်တက်တဲ့3ည5 3ည9 3ညခွန်3ည3နော်3ည5 3ည9 3ညခွန်3ည3ဆိုတဲ့ခဏန်းပေးထားပါတယ်နော်4ခွက်ဒါဆို9နဲ့ပတ်သက်တဲ့ကဏ္ဍကတော့9ခွန်9လေး9 5 9 6နဲ့9တစ်ကိုတပံအောင်မယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဒီမနေ့ပို့ကြိုက်တယ်တနေ့ကုန်မှာဒီနေ့တနေ့ကုန်မှာ3ည3မဟုတ်9စင်းကိုစင်းရမယ်ဗျကျွန်တော်ရဲ့မိတ်ဆွေ3ည9 3ညနဲ့9တလုံးကျင်းသေးစင်းရမယ်လို့ကျွန်တော်သိတယ်နော်ထင်တယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေက3ညကိုကြိုက်ချင်3ညကိုပတ်9ကိုကြိုက်ချင်9ပတ်ဒါထက်ခိုင်မာအောင်ပြောရင်ကျန်2ရက်စာမွေးရမယ်ပတ်တီးက3ညပတ်တီး9ပတ်တီးတဲ့အကိုမတွေ3ညကြရင်9ကိုဆက်လိုက်9ကြရင်3ညကိုဆက်လိုက်နှလုံးစလုံးကြမယ်ကြံ4ချိန်မှာ3ညနဲ့9ဒီ100ရာခိုင်နှုန်းနှလုံးစလုံးကြမှာကျွန်တော်ရဲ့မိတ်ဆွေတွေမကြရင်ကျွန်တော်ရဲ့ channel ကိုအကိုမကြီးလုံးဝဝင်မကြည့်နဲ့နော်9နဲ့3ညဒီနှလုံးစလုံးကြကိုကြရမယ်နော်အဲ့တော့ဘယ်ကဏ္ဍနဲ့တွဲကြမယ်လို့တော့ကျွန်တော်မသိဘူးဗျကျွန်တော်တွဲပေးထားတဲ့ကဏ္ဍဟုတ်ချင်မှလည်းဟုတ်မယ်အဲ့တော့အကိုမကြီးက9ကိုကြိုက်ရှင်9ဘတ်3ညကိုကြိုက်ရှင်3ညဘတ်ဒါဆို3ညနဲ့တင်ထိုးရမယ်ကဏ္ဍက3ည5 3ည9 3ည9နဲ့3ည3 9နဲ့တင်ထိုးရမယ်ကဏ္ဍက9ခွန်9လေးနဲ့9 5 9 6 9 1တဲ့အကိုအမကြီးเนาะဒါဆိုလို့ရှိရင်ခဏန်းလေးတွေကဒီနေ့ကတော့ကျွန်တော်ကြိုက်ထားတယ်ကျွန်တော်တွဲပေးထားတယ်အကိုအမကြီးရဲ့ကြိုက်နှစ်သက်ရအောင်စော့ပါခင်ဗျာเนาะကျွန်တော်ရဲ့မိတ်ဆွေအဲ့တော့ကြံဟန်ရဲ့စာပတ်တီးဒီ100ရာခိုင်နှုန်းကြမှာ3ညပတ်တီး9ပတ်တီးနှလုံးစလုံးဖွင့်နှလုံးစလုံးကြမှာခင်ဗျာเนาะနှလုံးစလုံးကြမှာ